嗨，大家好，我是金山学校的李美珍老师。今天马老师个家包爷讲的说的，မြန်မာ路这个本里呢，是读的这个本里我来大家呀。路遥知马力，日久见人心。路说蓝莓老师讲的喏，遥说啊，为了哪个啊？遥远，老师帮忙去的远，为到我喏。然后路遥，然后为了是知说的。马力，马说面，力说啊，说面啊，说面啊，不老大嘛嘞，说啦，咱们家多一点的不喏。日说那个叫日子，你也对不对了吧？说你也对加来看嘛，久说加了不喏，日久你也对加来看嘛，见对呀的嘞，人心路也生的龙大过对呀的对不对了吧？然后家包诶讲的不喏。我说你去嘛说路线，等眼睛包的你家人嘛，生盘的等眼睛说多的下巴嘞，没事等眼睛不喏。后背嘛这个生盘的没事等眼睛西面说路线喏，咱们看的嘛喏，啊没事等眼睛皮吃的皮不喏。那这个你说是把我们缺少了什么？那是把里面细来。sympathy, empathy သူများကိုစာနာမှုရှိဖို့လိုပါတယ်။ကိုယ်တိုင်ကဟောသူများကိုစာနာမှုရှိလား။သူများကဟောကိုယ်စာနာမှုရှိလားပေါ့နော်။ဒါဆိုတော့ကောင်းမွန်တဲ့ friendship တစ်ခုပဲဖြစ်ဖြစ် relationship တစ်ခုပဲဖြစ်ရနိုင်ပါနော်။ Okay so sympathy ဆိုတာကဘာလဲ sympathy ဆိုတာကကိုကသူများပေါ်ကိုနားလည်ပေးတာစာနာပေးရ။မှဆိုလို့ရှိရင်English လို့ဆိုရင် I feel bad for you ငါကမင်းအတွက်မင်းရဲ့ဆုံးရှုံးမှုတော့ဝမ်းနည်းပါတယ်ဘယ်လိုမျိုးပေါ့နော်ဒါပေမဲ့ empathy ကတော့ပို့ပြီးတော့မှသူနဲ့ feel with someone ဒီစုံတရားအတော့ကိုမှသူ့နေရာကနေဝင်ပြီးခံစားပေးတာမျိုးပေါ့နော်အဲ့လိုမျိုးကိုပြောတာပါအဲ့တော့ကိုကသူများရဲ့စာနာမှုကိုလိုချင်တယ်ဆိုလို့ရှိရင်ကိုယ်တိုင်ကလည်းစာနာတတ်တဲ့သူဖြစ်ဖို့လိုတာပေါ့နော်ကိုကတော့စာနာမှုမရှိဘူးလေသူများရဲ့စာနာမှုကိုပဲလိုချင်တယ်လို့မရပါဘူး Okay so ကိုကတော့သူများကိုစာနာမှုထားပေးနိုင်တယ်ကိုရဲ့စာပေထားပေးနိုင်တယ်ဒါပေမဲ့ကိုတကယ်တဲ့သူတွေစီကဒီလိုမျိုး sympathy ရော empathy ရောတခုမှမရဘူးဆိုလို့ရှိရင်တော့ဒါကတော့စစ်မှန်တဲ့ arts တခုဒါမှမဟုတ်ရှင်တော့ friendship တခုမဟုတ်ပါဘူး။ဆိုဒီခေတ်မှာဆိုလို့ရှိရင်တငယ်ချင်းတွေတော့ပေါ်လာပါတယ်ဒါပေမဲ့မိတ်ဆွေအစစ်မှန်လားရှားတော့ဘူးเนาะအဲ့တော့ကိုပိနာမှာဒီမျိုးကိုစာနာပေးနိုင်တဲ့သူတွေရှိတယ်ဆိုလို့ရှိရင်တော့တာဖို့ထားဖို့ပြောချင်ပါတယ်။好，今天的课就到这儿，再见了，拜拜。